ချင်းမှုရဲ့အကိုချင်းဖုံးချင်းကဘလောက်တောင်စွမ်းအားကြီးမှလဲဆိုရင်ငယ်စဉ်ကလေးကကဘာမြေကိုဖျက်ဆီးနိုင်တဲ့တိုက်ခိုက်ရေးစွမ်းအားတွေရှိပြီးနတ်ဖျားတွေနဲ့နတ်ဆိုးတွေကိုမရေမတွက်နိုင်အောင်မျိုးချခဲ့ပူတယ်အခုအမောင်ထုတဲ့ကနတ်ဆိုးကရွာသူကြီးနဲ့ချင်းမှုကိုဖိနှိပ်တိုက်ခိုက်နေတာကိုကြည့်ပြီးအထင်မသေးလိုက်ပါနဲ့ချင်းဖုံးချင်းကိုသာလွတ်ပေးလိုက်ရင်သူ့အတွက်သွားကြထိုးစရာတောင်လောက်မှာမဟုတ်ပါဘူးဒါကြောင့်ရန်သူတွေကချင်းမှုကိုအနိုင်ယူပြီးသွားရင်တော့ပိုပြီးကြောက်စရာကောင်းတဲ့ချင်းဖုံးချင်းနဲ့ရင်ဆိုင်ရဦးမှာပါချင်းဖုံးချင်းကအရန်ကိုစွမ်းအားကြီးမှပြီးနဆိုးဆန်လုံးတာကြောင့်ထူပေါ်ရဲ့ချိတ်ပိတ်တာကိုခံခဲ့ရတဲ့ချင်းမှုကိုပေါ်မှာဆွဲထားတဲ့ကြောက်စိမ့်ဆွဲကြိုးကအဆောင်လက်ဖွဲ့မဟုတ်ပဲချင်းဖုံးချင်းကိုချိတ်ပိတ်ထားတဲ့အရာပါပဲယိုတူးမြေအောက်ကဘာရဲ့ပထမဆုံးကိုဝင်ဆောင်မွေးဖွားလာတဲ့တက်ရှိဖြစ်တာကြောင့်သူမွေးဖွားလာချိန်မှာယိုတူးရဲ့နာကြီးချက်တွေနဲ့နဆိုးစွမ်းအင်အများပြားကိုစုပ်ယူနိုင်ခဲ့ပြီးယိုတူးရဲ့စီးမြင့်တွေရဲ့မျက်နှာသာပေးမှုကိုရရှိကာယိုတူးနတ်ဖျားသားတော်လို့တောင်ခေါ်ဆိုခံခဲ့ရတယ်သူကရှေးဟောင်းနတ်ဖျားတွေနတ်ဖျားတစ်ပိုင်းတွေနဲ့နောက်ပိုင်းမှာဖြစ်တည်လာတဲ့တက်ရှိတွေရဲ့အားသာချက်တွေအားလုံးကိုပိုင်ဆိုင်ထားတယ်မွေးကလေးကလင်းရှောင်အဆင့်တိုက်ခိုက်ရေးစွမ်းအားရှိပြီးယိုတူးရဲ့တာအိုစီးမြင့်တွေရဲ့ထိန်းချုပ်မှုကိုလည်းမခံရပါဘူးသူ့မျက်လုံးထဲမှာတော့မိခင်ဖြစ်တဲ့ကျင်းဝင်ဖေးကလွဲရင်လောကကြီးတွေကအရာအားလုံးကသူ့အတွက်အစားအစာတွေပဲဖြစ်တယ်သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကမကြခင်မှာပဲကောင်းကင်ဘုံကနတ်ဖျားတွေနဲ့နတ်ဆိုးတွေရဲ့ပူးပေါင်းချေမှုန်းတာကိုခံရစေခဲ့တယ်ဒါပေမဲ့ငယ်ရွယ်တဲ့ချင်းဖုံးချင်းကကဘာမြေကိုဖျက်ဆီးနိုင်တဲ့တိုက်ခိုက်ရေးစွမ်းအားတွေရှိနေလိမ့်မယ်လို့ဘယ်သူကမှထင်မထားခဲ့ကြပါဘူးသူကလိုက်လံတက်ဖြတ်လာတဲ့နတ်ဖျားတွေနဲ့နတ်ဆိုးတွေအားလုံးကိုမျိုးချလိုက်ရုံသာမကအဲ့ဒီနတ်ဖျားတွေနတ်ဆိုးတွေကိုတောင်ပြန်လည်လိုက်လံတက်ဖြတ်ပြီးကောင်းကင်ဘုံကယိုတူးမှာချထားတဲ့အင်အားစုတွေကိုပါအမြင့်ပြတ်ချေမှုန်းပစ်ခဲ့တယ်ဒီတိုက်ပွဲပြီးမှာတော့ချင်းဖုံးချင်းရဲ့နမီကယိုတူးတစ်ခွင်မှာလုံးဝကြော်ကြားသွားခဲ့တယ်တာမန်နတ်ဖျားတွေနဲ့နတ်ဆိုးတွေကသူ့နမီကိုတိုက်ရိုက်ခေါ်ဖို့တောင်မရဲကြတော့ပဲသူ့ရဲ့ပြစ်မှုတွေကိုမှတ်တမ်းတင်ထားတဲ့စာအုပ်တွေဆိုရင်နန်းတော်တော်များများစာလောက်ရှိတယ်ဒီလိုမျိုးချင်းဖုံးချင်းကိုမူလရှိဟောင်းနတ်ဖျားထူပေါ်ကသဘောကျသွားခဲ့တယ်ယိုတူးရဲ့အရှင်သခင်ဖြစ်တဲ့သူကချင်းဖုံးချင်းကိုနောက်ထပ်ယိုတူးအရှင်သခင်ဖြစ်ပြုစုပြောထောင်ဖို့ရည်ရွယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကချင်းဖုံးချင်းကအပြစ်တွေအရန်ကြီးမှနေတော့ထူပေါ်ကလည်းသူ့ကိုဒီတိုင်းဆက်လွတ်ထားလို့မရတာကြောင့်ချင်းဖုံးချင်းကိုချိတ်ပိတ်ပြီးလူလောကကိုနင်းနေတန်းပေးလိုက်တယ်ထူပေါ်ကချင်းဖုံးချင်းရဲ့စွမ်းအားတွေကိုထိန်းချုပ်ထားဖို့အတွက်သူ့ရဲ့မူလစွမ်းအင်တွေကိုအရင်းနှီးပြုပြီးသူ့ရဲ့ဥချိုရှိစီကအပိုင်းဆက်တစ်ခုကိုယူကာကြောက်စိမ့်ဆွဲကြိုးအဖြစ်ဖန်တီးခဲ့တဲ့ချင်းဖုံးချင်းရဲ့စွမ်းအားနဲ့စိတ်ဆန္ဒတွေကအတူတူတိုးတက်လာတဲ့အခါမှာကျင်းဝင်ဖေးကလည်းဒါကချင်းဖုံးချင်းရဲ့တစ်ခုတည်းသောအသက်ရှင်တန်ခွင့်ဆိုတာကိုသိထားတော့ကြောက်စိမ့်ဆွဲကြိုးပေါ်မှာချင်းဆိုတဲ့စာလုံးကိုရေးထွင်းပေးခဲ့တယ်ချင်းဖုံးချင်းလူလောကကိုရောက်လာပြီးတဲ့နောက်မှာတော့သူ့ခန္ဓာကိုယ်ထဲကနေဒုတိယမြောက်အသိစိတ်တစ်ခုထွက်ပေါ်လာခဲ့တယ်အဲ့ဒါကတော့ချင်းမှုပါပဲချင်းဖုံးချင်းရဲ့အသိစိတ်ကတော့ချင်းမှုရဲ့နဖူးပေါ်ကတတိယမျက်လုံးထဲမှာနက်နက်ရှိုင်းရှိုင်းချိတ်ပိတ်ခံလိုက်ရတယ်ကြောက်စိမ့်ဆွဲကြိုးကတော့အသိစိတ်နှစ်ခုစလုံးမြတ်တနေစေဖို့အတွက်အဓိကတော့ချက်ဖြစ်လာခဲ့တယ်နောက်ပိုင်းမှာကြောက်စိမ့်ဆွဲကြိုးရဲ့ချိတ်ပိတ်မှုကအကျဉ်းများစွာပျက်စီးလူနီးပါးဖြစ်ခဲ့ဘူးတဲ့ဖုံးတူရန်ဝန်ကချိတ်ပိတ်မှုကိုအတင်းကျပ်ဖွင့်ဖို့စူးစမ်းခဲ့ဘူးရာကနေချင်းမှုကနှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့ပြီးနိုးထလာတဲ့ချင်းဖုံးချင်းကရန်ဝန်ကိုအသေးလဲရိုက်နှက်ခဲ့တယ်အကယ်၍ရန်ဝန်တာအသက်လူပြီးတားမြစ်တိုင်းတွေကိုအသုံးပြုကာပြန်လဲမချိတ်ပိတ်နိုင်ခဲ့ဘူးဆိုရင်နောက်ဆက်တွဲရလဒ်တွေကတွေးကြည့်လို့တောင်ရမှာမဟုတ်ပါဘူးချင်းမှုပထမဆုံးအကြိမ်တတိယမျက်လုံးကိုဖွင့်လိုက်ချိန်မှာချင်းဖုံးအချင်းကအပြင်ကိုထွက်လာလူနီးပါးဖြစ်ခဲ့ပြီးအနီးနားမှာရှိတဲ့အမဲသက်သမားကြီးတို့ကိုတောင်မျိုးချပစ်လူနီးပါးဖြစ်ခဲ့တယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲထူပေါ်ကရုတ်တရက်ထွက်ပေါ်လာပြီးကြောက်စိမ့်ဆွဲကြိုးကိုချင်းမှုရဲ့နှစုံးမျက်လုံးထဲထည့်သွင်းကချင်းဖုံးချင်းရဲ့အသိစိတ်ကိုပြန်လဲပြီးခိုင်ခိုင်မာမာချိတ်ပိတ်လိုက်တယ်အဲ့ဒီနောက်မှာတော့ထူပေါ်ရဲ့ဂယူးတစိုက်တုံတင်ပြတ်မှုအောက်မှာချင်းဖုံးချင်းရဲ့စိတ်ပိုင်းဆိုင်ရာကတဖြည်းဖြည်းရင်းကျက်လာပြီးအကောင်းဆိုးကိုခွဲခြားသိမြင်လာကလူမြင်တိုင်းလိုက်စားတတ်တဲ့နှဆိုးကောင်လေးမဟုတ်တော့ပဲသူ့ရဲ့စွမ်းအားတွေကလည်းတီတီငိမ့်ငိမ့်နဲ့တိုးတက်လာခဲ့တယ်ချင်းမှုအသက်အန္တရာယ်နဲ့ကြုံတွေ့ရချိန်မှာချင်းဖုံးချင်းကသူကိုယ်တိုင်ထွက်လာပြီးကူညီပေးတက်လာတဲ့ရန်သူတွေအတွက်ကတော့ချင်းမှုကိုအနိုင်ယူလိုက်နိုင်တာကအစပြုံလေးပဲရှိပါသေးတယ်ဘာလို့လဲဆိုတော့သူတို့ဆက်ပြီးရင်ဆိုင်ရမှာပိုပြီးကြောက်စရာကောင်းတဲ့ယိုတူးနတ်ဖျားသားတော်ဖြစ်နေလို့ပါပဲအခုချိန်မှာတော့ကြောက်စိမ့်ဆွဲကြိုးကချင်းဖုံးချင်းကိုချုံနှောင်ထားတဲ့အရာတက်တက်မဟုတ်တော့ပဲချင်းမှုရဲ့လက်ထဲကယုံကြည်ရဆုံးချိုးဝက်ဖဲချက်တစ်ခုဖြစ်လာခဲ့တယ်ဒီကြောက်စိမ့်ဆွဲကြိုးရဲ့အတိတ်ဘက်ကချိတ်ပိတ်ထားခြင်းနဲ့စွမ်းအားတွေထက်အများကြီးပိုပါတယ်ကျင်းဝံဖေးကိုယ်တိုင်ရေးထွင်းပေးခဲ့တဲ့ချင်းဆိုတဲ့စာလုံးအမှတ်သားကချင်းမှုရဲ့မိသူမိဝါဖြစ်ကြောင်းတက်တည်ပြဖို့အဓိကတော့ချက်ပါပဲသူကအေကေယောဆချင်းရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ဒီလိုမိသူမိဝါဖြစ်ကြောင်းကဒါရွှေပြက်စီးနယ်မြေကြီးမှာအရန်ကိုအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်